ဘောလုံးဝါသနာရှင်ညီကိုတို့အားလုံးပဲမင်္ဂလာပါ Football Bike ကလေးရဲ့ TikTok နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာဒီညကစားမယ်2026ကမ္ဘာဖလားဥရောပဆုံးခြေစစ်ပွဲတွေကအကြိုက်တွေးမိနေတဲ့ပွဲစဉ်နှစ်ပွဲရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါဦးဗီဒီယိုမစခင်လေးမှာအခုလိုပွဲကြိုသုံးသက်ချက်တွေကိုကြည့်ရှုရတာသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ TikTok account ကို follow လုပ်ထားပြီး YouTube account ကိုလည်း subscribe လုပ်ထားပေးပါဦးခင်ဗျရွေးချယ်မှုတွေကိုလည်း Telegram မှာ free အမြဲတင်ဆက်ပေးနေတာဖြစ်လို့မဝင်ရသေးဘူးဆိုရင် comment မှာချပေးထားတဲ့ link ကတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာအိမ်ဖြစ်မဟုတ်တော့တဲ့ Faro ကျွန်းစုကိုပဲယုံကြည်မယ်ကမ္ဘာအဆင့်ဆက်တဲ့ Croatia ရဲ့အင်ကွင်းမှာကမ္ဘာအဆင့်သတ်မှတ်ချက်120ခုကကျွန်းစုနိုင်ငံလေးတစ်ခုအနေနဲ့ဘာမျှော်လင့်ချက်မှမရှိဘူးလို့တောင်ပြောရပါတယ်။ Luka Modric, Kramaric, Man City က Giba Dior တို့လိုဥရောပဘောလုံးတိုင်းဝိုင်းမှာကျင်လည်နေတဲ့ပလေယာတွေဖြစ်2018ကမ္ဘာဖလားမှာ runner up ရမှုတဲ့အသင်းကိုဒီညမှာညှင်းဆန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Croatia မှာထိပ်တန်းတိုက်စစ်မှုတွေဆိုတာထက်ဒီနိုင်ငံရဲ့အဓိကထုတ်ကုန်ကကမ္ဘာအဆင့်ရှိတဲ့ကွင်းလယ်လူတွေပါ။ Modric, Kovacic, Brozovic တို့ကိုကြည့်ရင်သိနိုင်ပါတယ်။ Faro နဲ့ပွဲအတွက်တော့ကွင်းလယ်လူ Kovacic, Osasuna တိုက်စစ်မှု Burimia တို့မပါနိုင်ပေမဲ့ကျန်တဲ့ကစားသမားတွေကလည်းဥရောပဘောလုံးစက်ခုံမှာကျင်လည်နေကြတဲ့သူတွေပဲမို့လို့ Faro ကိုအင်ကွင်းမှာအနိုင်ယူဖို့ဆိုတာမခက်ခဲပါဘူး။အရင်ကအိမ်ဖြစ်အသင်းတစ်သင်းဖြစ်ခဲ့တဲ့ Faro ကျွန်းစုကလက်ရှိအုပ်စု L မှာချက်အသင်းနဲ့အပြိုင်ကမ္ဘာဖလားဝင်ခွင့်ရဖို့မျှော်လင့်ချက်ရောင်ချီလေးမပွင့်တပွင့်ရှိနေတဲ့အသင်းမှာOctober International Break မှာဆိုအုပ်စုရဲ့ဒုတိယအတောင်တင်းဆုံးအသင်းဖြစ်တဲ့ကမ္ဘာအဆင့်44ကချက်အသင်းကိုတော့အိမ်ကွင်းမှာနိုင်ပွဲရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲအုပ်စုဒုတိယနေရာအတွက်ချက်နဲ့ Faro တို့9ပွဲအသီးသီးကစားပြီးချိန်မှာချက်ကရမှတ်73မှတ် Faro တို့ကရမှတ်12မှတ်နဲ့အကျိတ်နဲ့ဖြစ်နေခဲ့တာပါ။ဒီလိုအခြေအနေမျိုးမှာ Faro တို့ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာ Croatia နဲ့လာတွေ့နေတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။တစ်ဖက်ကချက်ကတော့အုပ်စုရဲ့အားအနည်းဆုံးဖြစ်တဲ့ Gibraltar ကိုအိမ်ကွင်းမှာကစားရမှာဆိုတော့သူတို့အတွက်3မှတ်ကတေးကြတယ်လို့ပြောရမှာပါ။ Faro ဘက်ကိုကြည့်ရင်ကိုယ့်ဘက်ကအတက်နိုင်ဆုံးရေကုန်ရေခမ်းကစားဖို့ပဲရှိတော့တာကြောင့် Croatia အိမ်ကွင်းဖြစ်ပေမဲ့လည်းဂိုးမပြတ်နိုင်ဘူးလို့ယူဆမိပါတယ်။ဒီတော့အများကြီးစဉ်းစားမနေတော့ပဲဒီညမှာ Faro ကျွန်းသားပဲလုပ်ချင်ပါတယ်။ခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ဘာပဲရွေးမှန်ကန်တဲ့ရွေးချယ်မှုတွေဖြစ်ပါစေလို့လည်းဘောလုံးညီကိုတို့အတွက်ဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ်တစ်ပွဲကိုတော့နောက်ဗီဒီယိုတစ်ခုမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးပါအောင်ခင်ဗျာ။